ချို့တော့ဘောလုံးသမားတွေဟာလူများစုတသက်လုံးရှာဖွေရတဲ့ငွေပမာဏထပိုများတဲ့ဝင်ငွေကိုတပတ်တန်းနဲ့ရရှိနေကြတယ်ဆိုတာသင်သိပါသလားအခုဖော်ပြပေးမှာကတော့ဘောလုံးလောကမှာအပတ်စဉ်လောက်ခလက်စာအမြင့်ဆုံးရရှိတဲ့ထိပ်တန်းကစားသမား9ဦးပဲဖြစ်ပါတယ်နံပါတ်1ကတော့တကယ့်ကိုအန်အားသင့်စရာပါပဲနံပါတ်5 Kevin De Bruyne တပတ်ရှင်ဒေါ်လာလီထင်းကွင်းလေ Genius ဟာ Manchester City အသင်းမှာကမ္ဘာအဆင့်မီခြေစွမ်းပြမှုတွေစူဖလားတွေနဲ့အမြဲတမ်းလက်စွမ်းပြတည်ငြိမ်မှုတွေကြောင့်ဒီလိုထိုက်ထိုက်တန်တန်ငွေအမြောက်အများကိုရရှိနေတာဖြစ်ပါတယ်နံပါတ်4 Mohamed Salah တပတ်ရှင်ဒေါ်လာလီထင်းခွဲလီဗာပူးရဲ့ဖီယင်းကြီးဟာတွင်းကိုတွေစံချိန်တွေနဲ့ကမ္ဘာတဝင်းကလူချိုက်များမှုတွေကြောင့်အခုလိုများပြားလာတဲ့လာစာကိုအိမ်တည်သွားနိုင်တာဖြစ်ပါတယ်အီဂျစ်ဖီယင်းကတော့ဆက်လက်အောင်ပွဲခံနေစေပါတယ်နံပါတ်3 Erling Haaland တပတ်ရှင်ဒေါ်လာ9တိန်ဂိုးသွင်းဆက်တွေကတော့တခြားသူတွေထက်ထူးထူးခြားခြားလာစာရရှိကြပါတယ်ဟာလန်ရဲ့စာချုပ်ဟာသူ့ရဲ့မယုံနိုင်စရာဂိုးသွင်းနှုန်းနဲ့တားဆီးများတဲ့ကွင်းသွင်းလွှမ်းမိုးနိုင်စွမ်းကိုထင်ဟပ်နေတာဖြစ်ပါတယ်ထိပ်တန်းကစားသမား2ဦးကိုမပြောခင်မှာနောက်ထပ်ပေါ်လုံးဗီဒီယိုတွေကြည့်ဖို့အတွက် double tap like လုပ်ပြီး share လုပ်ပြီး follow လုပ်ထားပေးကြပါဦးနံပါတ်2 Cristiano Ronaldo တပတ်ရှင်ဒေါ်လာ6တိန် CR7 ကတော့သူ့ရဲ့တော်ဝင်ခြေစွမ်းကဘာကျော် brand အချိန်ဝါနဲ့ကဘာလုံးဆိုင်ရာဩဇာတက်ရောက်မှုတွေကနေငွေတွေစက်တိုက်ရှာဖွေနေစေထင်ပါတယ်ဒါဟာအသက်အရွယ်ရပေမဲ့အကောင်းဆုံးအခြေအနေမှာရှိနေခြင်းရဲ့ပြရုပ်ပါတယ်ဇယားရဲ့ထိတ်ဆုံးမှာရှိနေတာကတော့တပတ်ကိုဒေါ်လာ1,000,000 ကျော်အထိရရှိပြီးအပတ်စဉ်ဘိုးခလစာအမြင့်ဆုံးရတဲ့ဘောလုံးသမားဖြစ်ပါတယ်သူ့ရဲ့လာစာနဲ့ bonus ကြေးတွေပေါင်းလိုက်ရင်ထိတ်ဆုံးကိုရောက်ရှိသွားစေတာပါအတန်တိတ်ကြီးကျယ်ခံနာမှုဘယ်သူမှမရင်နိုင်တဲ့သမိုင်းမှတ်တိုင်တွေနဲ့အတူ GOAT Greatest of All Time အဆင့်တန်းရှိသူအဖြစ်အတည်ပြုပြီးသားပါဒီကစားသမားကဘယ်သူဖြစ်မလဲဆိုတာ comment မှာခန့်မှန်းပေးခဲ့ကြပါဦး